မနေ့ဒီနေ့တော့အိမ်မှာတမင်ချစ်ပါဦးလူတော့ပါမယ်လူလို့တော့လည်းလူဖုံးကြမှာပေါ့နော်ပိနေတီးတယ်အများကြီးတီးနေပါတယ်ပြတ်တခဲတွေအများကြီးတီးနေပါတယ်ဒီဘက်မှာလည်းပိနေတီးဒီဘက်မှာလည်းပိနေတီးတွေအများကြီးပါပဲဒါတော့ပြက်ပင်းနေပါခွာတော့တငင်းပင်မှာတငင်းတီးတွေလည်းအများကြီးတီးနေပါလေရှင်ဒီနေ့ကတော့မင်းဟင်းမချစ်ပါဦးဒီနေ့ကတော့အလှသွားပါတယ်ပြီးတော့ဒါကတော့တငင်းပင်မှာရှိရင်တငင်းတီးတွေပါတငင်းတီးရဲ့နိမ့်နိမ့်လေးဆိုတော့လက်လေးနဲ့တော့ခုဆိုလို့ရပါတယ်တငင်းတီးတွေအများကြီးတီးနေပါတယ်အလူကပြန်ရတယ်မမကန်တန်းလိုက်ပါတယ်ဒါကတော့မမကန်ကန်းချင်မှာမမကန်ရောက်တာအခုဆိုရင်3နှစ်ကျော်4နှစ်နီးပါရှိပါပြီဒါကတော့မမကန်ကန်းချင်မှာဒိုဝဲမျိုးရဲ့ကန်းချင်လာပါဟိုကတော့မြင်နေတဲ့တောင်ကတော့ရှင်မျိုးတောင်လို့ခေါ်ပါတယ်ဒါတော့မမကဲကဲချင်မှာကလေးလေးကြီးစော့နေကြပါလေနေရတော့ဒီနေ့ပူကျက်တော်ကြီးဖြစ်နေပါလေဟိုဘက်မှာကျတော့စီငါးဖမ်းတဲ့ဆက်လေးတွေလည်းအများကြီးရှိပါလေမမကဲမှာရေတွေကတက်နေဆိုတော့ရေကူးလို့ရေကိုကောင်းတဲ့အချိန်လေးဖြစ်နေပါရှင်ရေလိုက်နေရတယ်တစ်ခုပြီးတစ်ခုရိုက်ခံနေပါတယ်ဒါမှမမကဲရဲ့ဒူဝဲမျိုးရဲ့မမကဲရဲ့လှပါတော့ဒါတော့မမကဲမှာရှိနေတဲ့ဆိုင်လေးတွေဖြစ်ပါလေရှင်ဒဝဲလာရင်မမကန်ကန်ချေမဖြစ်မနေတွားရမှာပဲရှင်မမကန်ကန်ချေကဒဝဲမျိုးရလှစောကန်ချေလေးဖြစ်ပါတယ်ရှင်ပြီးတော့ရေလိုင်းနေရတယ်အများကြီးဆိုတော့ရေကူးလို့လည်းရမ်းကောင်းပါလေရှင်ပြီးတော့မမကန်မှာဒီနေ့ကနန်းလေးလည်းလုံးနေတယ်အများကြီးရှိပါတယ်ကနန်းလည်းဝယ်ရမ်းဝယ်လို့ကောင်းပါလေရှင်ကနန်းတွေကလည်းဈေးနေပါတယ်မမေကတော့ကနန်းလက်မတွေပဲဝယ်လာပါတယ်ဒါမမေတို့ဝယ်လာတဲ့ကနန်းလက်မတွေပါကနန်းလက်မပြုတ်ပြီးတော့ဒီနေ့တော့ချီရီလေးနဲ့တုတ်စားပါမယ်ရှင်ကနန်းလက်မလေးကလေအရန်လေးချိုးပြီးတော့အသားလည်းအများကြီးပါဒါကတော့မမေထောင်းထားတဲ့ချင်ရီလေးပါဒီနေ့ကတော့ချင်ရီလေးနဲ့ကနန်းလက်မလေးနဲ့ချင်ရီတို့ပါမယ်ရှင်ဒီနေ့ဘလော့လေးကတော့ဒီမှာပဲဆုံးသတ်လိုက်ပါပဲမနေ့ပြန်မှမမေဟင်းချက်ပြီးတော့ဘလော့လေးစာတင်ပေးပါမယ်ရှင်ဒီနေ့ကတော့ပမိုင်းမမေကလှူသွားပြီးဆိုပြီးတော့ဒီနေ့တော့ဟင်းချက်တော့ပါဘူးဒီနေ့ဘလော့ကတော့ဒီမှာပဲဆုံးသတ်လိုက်ပါတယ်ရှင်နောက်နေ့မှဘာဟင်းလေးချက်မလဲဆိုတော့မမေပြန်တင်ပေးပါမယ်ဒီနေ့တော့တတာပါရှင်